ဘယ်နှချက်လဲ73ချက်ပါဗျာ ဘယ်နှချက်မှန်ခဲ့တာလဲ73ချက်ပါ တစ်ချက်မှမမှန်ခဲ့ဘူးလို့ဘယ်သူပြောလိုက်တာလဲမရှိရကြားလိုက်တယ်နင်းနုလားနင်းနုထပါအောင်ဆရာတို့ကိုเจ้าဆန်ကိုကြည်တန်း73ချက်လုံးမှန်ခဲ့တာဆရာတို့တနိုင်ငံလုံးသိရလေဆရာတို့အားလုံးလည်းသိရလေဆိုတော့မမှန်ခဲ့ဘူးဆိုတော့ဘာဖြစ်လို့လဲ ဘိုးချုပ်ကိုပြတဲ့ကြီးစံ73ချက်လုံးကဘိုးချုပ်ကိုမှန်ခဲ့တာမဟုတ်ပါဘူးဆရာအဲ့ဒီ73ချက်လုံးကတိုင်းပြည်ရဲ့အုံနောက်တိုင်းပြည်ရဲ့နှလုံးသားတိုင်းပြည်ရဲ့ပညာရေးသမီးတို့ရဲ့အနာဂတ်ကိုလာမှန်ခဲ့တာပါဆရာ